ဒေါက်တာကျူးဟာဘာနက်အင်စတီကျူရဲ့စီမံချက်မန်နေဂျာတယောက်ဖြစ်ပါတယ်။တနေ့မှာသူမဟာမတန်ဆွမ်းသူများအကြောင်းဝင်ပေါဝင်မှုကိုအကောင့်ထဲဖော်မဲ့ကျမကြီးစီမံချက်ကိုဦးဆောင်ဖို့တာဝန်ပေးခြင်းခံရပါတယ်။သူမဟာဒီစီမံချက်ကိုအောင်မြင်အောင်ဖော်ဆောင်ပေးခြင်းုံမကပဲမတန်ဆွမ်းသူများနဲ့မတန်ဆွမ်းအဖွဲ့အစည်းတွေအတွက်လည်းအမှန်တကယ်ထိရောက်စွာအကူအညီပေးခြင်းပါတယ်။ဒါပေမဲ့ဗဟုသုတနဲ့သတင်းအချက်အလက်တွေလိုအပ်နေသေးတယ်လို့ခန်းစားမိနေပါတယ်။မတန်ဆွမ်းသူများအကျုံးဝင်ပါဝင်မှုစီမံချက်ကိုလှုပ်ဆောင်ရမှာဒေါက်တာကျူးချုံတွေ့ရတဲ့အခက်အခဲတွေကဘာတွေလဲပထမဆုံးအနေနဲ့သူမဟာစီမံချက်မှာပါဝင်ဖို့မတန်ဆွမ်းသူတွေနဲ့ချိတ်ဆက်ရမှာအခက်အခဲကြုံတွေ့ရပါတယ်မတန်ဆွမ်းအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့သူတို့ရဲ့သဘောထားခံယူချက်ဆိုင်ရာအတားအဆီးတွေနဲ့ယုံကြည်မှုနယ်ပါမှုတွေကြောင့်ညှင်းဆန်မှုတွေနဲ့ကြုံရပါတယ်မတန်ဆွမ်းအဖွဲ့အစည်းတွေကိုခွဲခြားနှိမ်ချမှုမရှိဘဲလေးစားစွာပြောဆိုဆက်ဆံရမယ်ဆိုတာကိုဒေါက်တာကျူးအနေနဲ့သိနာလဲပေမဲ့ဘလို့အကောင့်ထဲပေါ်လှုပ်ဆောင်ရမယ်ဆိုတာကိုစဉ်းစားစရာဖြစ်နေပါတယ်။ဒါအပြင်မတူညီတဲ့မတန်ဆွမ်းသူမျိုးစားလိုက်လက်လန်းမိနိုင်မှုကွာခြားတာကြောင့်အားလုံးပါဝင်လာနိုင်အောင်ဘလို့လှုပ်ဆောင်ရမလဲဆိုတာကလည်းအတားအဆီးတစ်ခုလိုဖြစ်နေပါတယ်။ဒေါက်တာကျူးအနေနဲ့ဒီလိုအခက်အခဲတွေကိုဘလို့ကျော်လွှားနိုင်မလဲ။ယုံကြည်မှုတည်ဆောက်ခြင်းပထမဆုံးအနေနဲ့ဒေါက်တာကျူးကညှိနှိုင်းစည်းဝေးတွေကိုမကြာခဏတက်ရောက်ခြင်းဖြင့်မတန်ဆွမ်းအဖွဲ့အစည်းတွေနဲ့ရင်းနှီးလာခဲ့ပါတယ်။ဒီလိုနဲ့သူမဟာမတန်ဆွမ်းအရေးလှုပ်ဆောင်နေတဲ့ရွှေရောင်အဖွဲ့ရဲ့ဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့ပြီးသူတို့အဖွဲ့အခြေစိုက်လှုပ်ရှားရာမျိုးနဲ့မှာဒီစီမံချက်ကိုအတူဖော်ဆောင်ဖို့သဘောတူခဲ့ကြပါတယ်။ဒီအချိန်မှာသူမနားလည်လိုက်တာကတော့ထိတွေ့ဆက်သွယ်ရင်းနှီးမှုတွေကနေတဆင့်ယုံကြည်မှုနဲ့အပြန်အလှန်နားလည်မှုတည်ဆောက်ခြင်းဟာမတန်ဆွမ်းသူတွေနဲ့ပြောဆိုဆက်ဆံရမှာအရေးကြီးတယ်ဆိုတာပါပဲ။ပူးတွဲလှုပ်ဆောင်ခြင်းအဲ့ဒီနောက်တော့သူမဟာရွှေရောင်အဖွဲ့အစည်းနဲ့အတူတကွပူးတွဲလှုပ်ဆောင်ရင်ရွှေရောင်အဖွဲ့ကိုစီမံချက်လုပ်ငန်းစဉ်တွေရဲ့အဆင့်တိုင်းမှာပါဝင်စေပြီးသူတို့ရဲ့အတန်တွေနဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုမြင့်တင်ပေးခဲ့ပါတယ်။အဲ့ဒီလိုနဲ့စီမံချက်ရဲ့လုပ်ငန်းစဉ်တိုင်းမှာရွှေရောင်အဖွဲ့နဲ့ဘာနက်အင်စတီကျူတို့ဟာအတူလက်တွဲလှုပ်ဆောင်ခဲ့ပြီးပုံမှုအတိတ်ပဲရှိတဲ့ပူးပေါင်းပါဝင်မှုကိုရရှိလာခဲ့ပါတယ်။သူမအနေနဲ့မတန်ဆွမ်းသူအလုံးအကျုံးဝင်မှုအတွက်တခြားအဖွဲ့အစည်းတွေနဲ့လည်းညှိနှိုင်းဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ရွှေရောင်အဖွဲ့ကိုလိုအပ်တဲ့နည်းပညာနဲ့အသိပညာဆိုင်ရာစွမ်းရည်မြင့်တင်ရေးသင်တန်းတွေကိုရရှိအောင်ကူညီပေးခဲ့ပါတယ်။ရွှေရောင်အဖွဲ့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကိုမြင့်တင်ပေးသလိုတစ်ဖက်ကဘာနက်အင်စတီကျူအဖွဲ့အစည်းအတွင်းမှာစီမံချက်ဝန်ထမ်းများကိုလည်းမတန်ဆွမ်းသူတွေနဲ့ပုံမထိရောက်စွာလက်တွဲလှုပ်ဆောင်နိုင်ဖို့စွမ်းဆောင်ရည်မြင့်တင်ခဲ့ပါတယ်။ဒါကြောင့်အတိတ်ပဲရှိတဲ့ပူပေါင်းပါဝင်မှုဆိုတာကိုနားလည်လာခဲ့တဲ့အပြင်စီမံချက်တွေမှာမတန်ဆွမ်းသူတွေပါဝင်နိုင်တဲ့နည်းလမ်းနဲ့အထောက်အကူတွေအမြင့်အာရုံမတန်ဆွမ်းသူတွေအတွက်မျက်မမြင်လက်ဆန်းစာစလုံးအကြီးတွေအကြားအာရုံမတန်ဆွမ်းသူတွေအတွက်လက်သင်္ကေတပြစကားပြန်တွေဉာဏ်ရည်မတန်ဆွမ်းသူတွေအတွက်ရိုးရှင်းတဲ့ဘာသာစကားတွေကိုယ်ရင်ကမတန်ဆွမ်းသူတွေအတွက်လက်လန်းမိနိုင်တဲ့နေရာထိုင်ခင်းတွေကိုထည့်သွင်းဖြည့်ဆည်းစီမံအသုံးပြုလာနိုင်ခဲ့ပါတယ်။ဒါအပြင်စီမံချက်လုပ်ငန်းစဉ်နဲ့လှုပ်ရှားမှုတိုင်းမှာတင်းတင်းလျောက်ပတ်တဲ့နေရာထိုင်ခင်းစီစဉ်ဖြည့်ဆည်းပေးမှုသဘောတရားကိုနားလည်ပြီးကောင်းစွာဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဒေါက်တာကျူးဟာမတန်ဆွမ်းသူတွေနဲ့ပြောဆိုဆက်ဆံရမှာသုံးဆွဲရမယ့်လူကိုပရာဏထားတဲ့ဘာသာစကားတွေကိုပုံမနားလည်လာခဲ့ပါတယ်။ရွှေရောင်အဖွဲ့အနေနဲ့လည်းဘာနက်အင်စတီကျူရဲ့ကုညီပံ့ပိုးပေးမှုတွေကြောင့်သူတို့အဖွဲ့အကြောင်းကိုရက်ရွာအတွင်းနဲ့လူအများရှိမှပုံမစနစ်တကျရှင်းပြနိုင်ခဲ့ပြီးဥဆောင်နိုင်မှုစွမ်းရည်များလည်းပုံမတိုးတက်လာခဲ့ပါတယ်။ဒီလိုနဲ့အဖွဲ့အစည်းနှစ်ခုဟာဟန်ချက်ညီညီမတန်ဆွမ်းသူများအရေးကိုဆောင်ရွက်လာနိုင်ခဲ့ပြီးကြုံတွေ့ရတဲ့အခက်အခဲတွေကိုအတူတကွကျော်လွှားကအောင်မြင်မှုအသီးပွင့်တွေကိုတစရရှိလာခဲ့ကြပါတယ်။ဒီစီမံချက်ရဲ့တိတာထင်ရှားတဲ့ရလဒ်တွေနဲ့ဘာနက်အင်စတီကျူဟာရွှေရောင်အဖွဲ့ရဲ့စွမ်းရည်နဲ့အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေအတွက်လိုအပ်တဲ့အကူအညီပံ့ပိုးပေးမှုတွေပေးနိုင်ခဲ့လို့ရွှေရောင်အဖွဲ့ဝင်တွေဟာတဖြည်းဖြည်းဥဆောင်မှုတွေတိုးတက်ပြုလုပ်လာနိုင်ခဲ့တဲ့အပြင်ကျန်းမာရေးနဲ့လူမှုရေးမိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်းပုံမထိတွေ့ချိတ်ဆက်လာနိုင်ခဲ့ပါတယ်။စီမံချက်ဝန်ထမ်းတွေအနေနဲ့လည်းမတန်ဆွမ်းသူတွေကိုပုံမနားလည်လာပြီးထိရောက်တဲ့အကူအညီတွေပေးလာနိုင်ခဲ့ပါတယ်။မတန်ဆွမ်းသူများပါဝင်ရေးဆိုတာစက္ကူပေါ်ကစကလုံးတသက်မဟုတ်ပါဘူး။ဒါဟာမတန်ဆွမ်းသူတွေအမှန်တကယ်ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုနားလည်ပြီးအတားအဆီးတွေကိုအတူတကွကျော်လာကမတန်ဆွမ်းသူများနဲ့အတူလူတိုင်းပါဝင်လာနိုင်အောင်ပူးပေါင်းဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။